ကျွန်ုပ်၏ကျေးဇူးရှင်မိခင်ဖခင်နှင့်ကျွန်ုပ်၏ဘောကျေးဇူးရှိကြသောပုဂ္ဂိုလ်အလုံးတို့အားမကောင်းဘေးမှကင်းဝေးကြပါစေအေးချမ်းကြပါစေတာယာကြပါစေကိုယ်စိတ်နှလုံးရှင်ပြုံးကြပါစေအချင်းချင်းတဦးနှင့်တဦးတင်းတင်းညီမြနှလုံးစိတ်ဝမ်းရှင်ကြည်လန်း၍အေးချမ်းတာယာလူရာဆန္ဒပြေဝကြပါစေကိုယ်တွင်ကိုယ်ပဌာနနှစ်တန်းဘေးရန်ခတ်သိမ်းပူပန်ခတ်သိမ်းအေးငြိမ်ကြပါစေကြောင်းကြခတ်သိမ်းတောင်းတခတ်သိမ်းကင်းငြိမ်ကြပါစေစိုးရိမ်ခတ်သိမ်းဆင်းရဲခတ်သိမ်းကင်းငြိမ်ကြပါစေသူတော်ကောင်းတရားလွန်ကြိုးစား၍ပွားများအားထုတ်နိုင်ကြပါစေသက်ရှိချမ်းမာကိုယ်စိတ်ချမ်းသာကဘာသာသာသနာအကျိုးပရိဒါအကျိုးဆောင်ရွက်တို့ကအောင်မြင်ကြပါစေ